မိသားစုအတွင်းအမွေလူပွဲနဲ့အရှုပ်တော်ပုံတွေကြားမှာဒီအဖွားအိုကတော့သူ့မြေးနဲ့မြစ်ကိုအကြောင်းပြပြီးအနိုင်ကျင့်ဖို့ကြိုးစားနေပါတယ်။သူကအရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြန်ဖော်ပြီးအပြစ်တင်နေပေမဲ့အဲ့ဒီအမျိုးသမီးကတော့ဘာမှမကြောက်ပဲပြန်တုံ့ပြန်ဖို့အသင့်ပြင်ထားပါတယ်။အခြေအနေတွေကတင်းမာလာပြီးအဖွားအိုကသူ့မြေးကိုတွန်းလဲပေါ်တင်ပြီးချင်းချောက်ဖို့ကြိုးစားတဲ့အခါအဲ့ဒီအမျိုးသမီးကသူ့ကလေးကိုအကာအကွယ်ပေးဖို့အသေးအတန်ကြိုးစားနေပါတယ်။သူကသူ့ကလေးကိုဒီလိုအန္တရာယ်များတဲ့မိသားစုနဲ့ဝေးမှာပဲနေစေချင်တာပါ။အဖွားအိုကမိသားစုဝင်တွေကိုစူးစီးပြီးဂိမ်းတစ်ခုစောဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့ဒါကရိုးရိုးဂိမ်းတစ်ခုမဟုတ်ပဲလူတွေကိုအဆက်ခွဲဖို့ရည်ရွယ်ထားတဲ့ကြံစည်မှုတစ်ခုဆိုတာသိတာနေပါတယ်။သူကမီဒီယာတွေကိုပါခေါ်ထားပြီးအားလုံးရဲ့ရှေ့မှာအနိုင်ရအောင်ကြိုးစားခိုင်းနေတာပါ။ဂိမ်းစတင်ပါပြီးစီကန်းကရိုးရှင်းပေမဲ့ခက်ခဲပါတယ်။လူကြီးတွေကမျက်စိစည်းထားရမှာဖြစ်ပြီးကလေးတွေကလမ်းပြပေးရမှာပါ။အတားအဆီးတွေကိုကြော်ဖြတ်ပြီးအနိုင်ရဖို့ကြိုးစားရမှာဖြစ်ပေမဲ့အဖွားအိုရဲ့ရည်ရွယ်ချက်ကသူတို့ကိုအဆက်ခွဲဖို့တသက်ပါ။ကလေးကသူ့မိကိုအားပေးပြီးလမ်းပြပေးနေပါတယ်။အမေဖြစ်သူကလည်းသူ့ကလေးကိုယုံကြည်ပြီးလိုက်ပါသွားပါတယ်။ဒါပေမဲ့အတားအဆီးတွေကများလွန်းတာကြောင့်အမေဖြစ်သူလဲကျသွားတဲ့အချိန်မှာအဖွားအိုကအခွင့်ကောင်းယူပြီးအပြစ်တင်မှုကြိုးစားပါတော့တယ်။အမေဖြစ်သူလဲကျသွားတဲ့အတွက်အမှတ်တွေလျော့သွားပါတယ်။အဖွားအိုကတော့ဒါကိုအခွင့်ကောင်းယူပြီးအဆက်ခွဲဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့အမေဖြစ်သူကလက်မလျှော့ပဲပြန်ထပြီးဆက်သွားဖို့ကြိုးစားနေပါတယ်။အခြေအနေတွေကပိုပြီးတင်းမာလာပါတယ်။အဖွားအိုကအမေဖြစ်သူကိုအပြစ်တင်ပြီးအဆက်ခွဲဖို့ကြိုးစားနေပေမဲ့ကလေးကတော့သူ့အမေကိုအားပေးနေစေပါ။အမေဖြစ်သူကလည်းသူ့ကလေးရဲ့အားပေးမှုကြောင့်အနိုင်ရဖို့ကြိုးစားနေပါတယ်။ဒုတိယအဆင့်ကတော့ပိုပြီးခက်ခဲပါတယ်။တင်ချပု္ပ္ပစာတွေကိုတွက်ချက်ရမှာဖြစ်ပြီးအဖွားအိုကသူတို့ကိုအဆက်ခွဲဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့အဲ့ဒီပု္ပ္ပစာတွေကိုအလွယ်တကူဖြေရှင်းနိုင်ဖို့အသင့်ပြင်ထားပါတယ်။အဖွားအိုကသူတို့ကိုအဆက်ခွဲဖို့ကြိုးစားနေပေမဲ့အမေဖြစ်သူကတော့အဲ့ဒီပု္ပ္ပစာတွေကိုအလွယ်တကူဖြေရှင်းနိုင်ခဲ့ပါတယ်။အဖွားအိုကတော့သူတို့အနိုင်ရသွားတဲ့အတွက်အံ့ဩသွားပြီးဘာမှပြန်မပြောနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့အမေဖြစ်သူကအနိုင်ရသွားပါတယ်။အဖွားအိုရဲ့အကြံစီတွေအလုံးပျက်စီးသွားပြီးအမေဖြစ်သူကတော့သူ့ကလေးနဲ့အတူပျော်ရွှင်စွာအောင်ပွဲခံနေပါတယ်။အဖွားအိုကတော့ရှုံးနိမ့်သွားတဲ့အတွက်ဘာမှပြန်မပြောနိုင်တော့ပဲအဆက်ကွဲသွားပါတော့တယ်။မိသားစုတစ်ခုရဲ့အမွေဆက်ခံရေးအတွက်တိုက်ပွဲကအဆုံးသတ်ခါနီးမှာပဲမမျှော်လင့်ထားတဲ့အမှန်တရားတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အိမ်ကြီးရဲ့ဥယျာဉ်ထဲမှာအဖွားအိုကဟိုခေတ်ကအမွေဆက်ခံသူတွေကိုကြီးညာလိုက်တဲ့အချိန်မှာပဲအားလုံးရဲ့မျက်နှာတွေပြတ်သွားခဲ့ပါတယ်။ခြေထောက်မတန်တဲ့မိန်းကလေးငယ်တစ်ယောက်ကတော့သူ့ကိုလူတွေကအမြဲတမ်းတနာစရာမျက်လုံးတွေနဲ့ကြည့်နေတာကိုမခံနိုင်ဘူး။သူ့အမေဖြစ်သူကတော့သူ့ကိုအားပေးရင်ဒီနေ့ဘယ်သူမှသူ့ခြေထောက်အကြောင်းပြောမှာမဟုတ်ဘူးလို့ကတိပေးလိုက်ပါတယ်။အဖွားအိုကဟိုခေတ်ရဲ့အစုရှယ်ယာ20%ကိုအဲ့ဒီမိသားစုစီပေးအပ်လိုက်တဲ့အခါမှာတော့အနီးနားကလူကြီးတစ်ယောက်ကဒေါသထွက်ပြီးအော်ဟစ်တော့တယ်။သူကဒီအမွေကိုအလွဲသုံးစားလုပ်ပြီးကလေးတွေကိုပေးလိုက်တာလို့ဆွဆွဲလိုက်ပါတယ်။အမေဖြစ်သူကကလေးနှစ်ယောက်ကိုခဏလောက်ဟိုဘက်မှာသွားဆော့ခိုင်းလိုက်ပြီးသူကိုယ်တိုင်ပဲဒီကိစ္စကိုဖြေရှင်းဖို့ကြိုးစားပါတယ်။ကလေးတွေကတော့သူတို့အမေကိုကာကွယ်ဖို့အသင့်ဖြစ်နေကြပါပြီ။အိမ်ရဲ့နောက်ဖေးဥယျာဉ်မှာတော့အခြေအနေတွေကပိုတင်းမာလာပါတယ်။လူကြီးတစ်ယောက်က အမေဖြစ်သူကိုအရင်ကဖြစ်ပျက်ခဲ့တဲ့မတော်တဆမှုတွေအတွက်အပြစ်တင်ပြီးစိတ်ဒုက္ခပေးဖို့ကြိုးစားနေပါတယ်။အတိတ်ကအဖြစ်အပျက်တွေကိုပြန်ကြည့်ရင်မိုးသေးထန်စွာရွာနေတဲ့ညမှာကားရိတ်ပေါက်ပြီးအသက်အန္တရာယ်ရှိတဲ့အခြေအနေကိုရောက်ခဲ့ကြတာပါ။အဲ့ဒီတုန်းကကလေးငယ်လေးကသူ့အသက်ထက်အရေးကြီးတဲ့အရာတစ်ခုကိုစွန့်လွတ်ပြီးသူ့မိသားစုကိုကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့အဲ့ဒီလူကြီးကမိန်းကလေးငယ်ကိုအနိုင်ကျင့်ပြီးသူ့ကိုကန်ဆိုးစေတဲ့သူလို့ဆွဆွဲနေပါတယ်။ဒါပေမဲ့ကလေးငယ်ကတော့သူ့အမကိုကာကွယ်ဖို့အတွက်မကြောက်မရွံ့ပဲရှေ့ထွက်လာခဲ့ပါတယ်။အမေဖြစ်သူကတော့အခြေအနေကိုသိလိုက်တဲ့အခါမှာတော့အဲ့ဒီလူကြီးကိုအားနဲ့ကန်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမှန်တရားတွေပေါ်ပေါက်လာပြီးလူကြီးကအဆက်ကွဲသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ကလေးငယ်ကအဲ့ဒီလူကြီးကိုအမိုက်ခဲနဲ့ပစ်ပေါက်လိုက်ပြီးသူ့ကိုအဆက်ခွဲလိုက်ပါတယ်။လူကြီးကတော့အဲ့ဒီအရာကိုစားမိသွားပြီးမှအမှားကိုသိလိုက်ရပါတယ်။အမေဖြစ်သူကတော့သူ့သမီးလေးရဲ့ညစ်ပတ်နေတဲ့လက်တွေကိုတန်ရှင်းပေးရင်ဒီနေ့အတွက်အရာအလုံးအဆင်ပြေသွားပြီလို့နှစ်သိမ့်ပေးလိုက်ပါတယ်။အမွေဆက်ခံရေးတိုက်ပွဲကတော့ဒီလိုနဲ့အဆုံးသတ်သွားခဲ့ပါပြီ။